2026ခုနှစ်ဖေဖော်ဝါရီလ23ရက်နေ့မှာရရှိလာတဲ့မြန်မာပြည်တွင်းနိုင်ငံရေးစီသတင်းကောင်းတွေများအစီအစဉ်ကိုတင်ဆက်လိုက်ပါတယ်။စကိုင်းတိုင်းမုံရွာမြို့တာစီဖျားမုတ်ပေါအနီးမှာရှိတဲ့စစ်ကော်မရှင်ဂိတ်ကလမ်းမဝင်သွားမိတဲ့ခီးတဲ့တင်ကားကိုပြစ်ခတ်ခဲ့တာကြောင့်ရင်မောင်းတဦးတိဆုံးခဲ့ရတဲ့ဖြစ်စဉ်ကိုဒေသခံတွေထံမှသိရပါတယ်။ပဲခူးတိုင်းအုတ်တွင်ပေါက်ခေါင်းလမ်းပိုင်းကိုစစ်ကြောင်းထိုးနေတဲ့စစ်ကော်မရှင်ဘက်ကလမ်းတစ်ရွာကိုမိရှို့နေတဲ့အတွက်နေအိမ်အများပြမီးလောင်ပြာကျခဲ့ကြောင်းဒေသခံများထံသိရပါတယ်။စကိုင်းတိုင်းရွှေဘိုခရိုင်တွင်းမှာဖွင့်ထားတဲ့အခွန်ဂိတ်85ဂိတ်ကိုပိတ်သိမ်းလိုက်ပြီးစစ်ဆေးဖို့လိုအပ်ရင်ခွင့်ပြုချက်ရမှလှုပ်ဆောင်ဖို့အမှတ်1စစ်ဒေသရွှေဘိုခရိုင်ကုတ်ကဲရေးအဖွဲ့ကညွှန်ကြားလာပါတယ်။စကိုင်းတိုင်းဟော်မလင်းမြို့နယ်အတွင်းမှာအရက်သားတွေလောက်ကင်စားတော့တဲ့ရွှေမော်ဈေးတောင်စစ်ကောင်စီကလေကြောင်းပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အပြစ်မဲ့ပြည်သူ9ဦးသေဆုံးခဲ့ကြောင်းဒေသခံများထံမှသိရပါတယ်။ကရင်ပြည်နယ်ဒီမော့ဆိုမြို့အနောက်ဘက်ခြမ်းမှာမပေါက်ကွဲသေးတဲ့60မမလက်နက်ကြီးကြီးကိုဖြုတ်မိရတဲ့ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးတော့အမျိုးသား2ဦးသေဆုံးကတဦးဒဏ်ရာရရှိခဲ့ကြောင်းဒေသခံကုညီကယ်ဆယ်ရေးအဖွဲ့ထံမှသိရပါတယ်။ပဲခူးတိုင်းတောင်ငူမြို့နယ်မှာစစ်ကော်မရှင်တပ်အဆရ73မှစစ်မှုထမ်းတပ်သားတစ်ဦးအလင်းဝင်ရောက်ခဲ့ကြောင်းကိုနက်စစ်တီအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုလာပါတယ်။အာရခပြည်သူ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဌာန DLEPS မှာအင်အား9000ကျော်လိုအပ်နေပြီးလက်ရှိမှာတော့ရခိုင်တပြည်လုံးရဲ့တရားဥပဒေစိုးမိုးရေးနဲ့လုံခြုံရေးကိုထိန်းချုပ်ဖို့ခက်ခဲနေတယ်လို့AAဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့အကူဖြစ်သူဗိုလ်မှူးထွန်းမြတ်နိုင်ကပြောဆိုလာပါတယ်။စကိုင်းမြို့နန်းတော်ရရပ်ကွက်ရှိစစ်ကော်မရှင်ခွင့်ပြုချက်နဲ့ဖွင့်ထားတဲ့ထက်ကိုပိုင်အထက်တန်းကျောင်းကကျောင်းသားကျောင်းသူ162ဦးကိုစာမေးပွဲဖြေဆိုခွင့်ပိတ်လိုက်တယ်လို့စစ်အုပ်စုလက်အောက်ခံ NAM-CDN ပညာရေးဝန်ထမ်းတချို့ကပြောကြားလာပါတယ်။2021ခုနှစ်စစ်အာဏာလုယူမှုဖြစ်စဉ်စတင်ချိန်မှစပြီးဖေဖော်ဝါရီ23ရက်2026ခုနှစ်အထိစစ်ကော်မရှင်နဲ့၎င်းရဲ့လက်ပါစီများကြောင့်ຫນွေဦးတော်လှန်ရေးကာလအတွင်းတိတ်ဆုံးခဲ့ရတဲ့ဒီမိုကရေစီရေးလှုပ်ရှားသူများနဲ့ပြည်သူစုစုပေါင်းမှာ9809ဦးရှိခဲ့ပြီလို့နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPP မှပြုစုမှတ်တမ်းတင်ထားတဲ့စာရင်းများအဖြစ်ထုတ်ပြန်ထားပါတယ်။ဒါ့အပြင်နိုင်ငံတော်အာဏာကိုမတရားလုယူမှုဖြစ်စဉ်နဲ့ဆက်ဆက်၍ဖမ်းဆီးခံခဲ့ရသူစုစုပေါင်း3508ဦးထိရှိခဲ့ပြီးထို့အထဲမှ22,999ဦးမှာထိမ့်သိမ်းခံရဆဲဖြစ်က11562ဦးမှာထောင်ဒဏ်ချမှတ်ခံရပါတယ်။